အာကတက်တို့အေထင်းလျှောက်ထားတဲ့ရခိုင်ပြည်ကြောက်တော်မြို့နယ်ရှောင်းတုံကျေးရွာနေကအချင်းထုံစခန်းတစ်ခုကိုဇန်နဝါရီလ20ရက်နေ့ည9:00နာရီခန့်မှာစစ်ကောင်စီကဂျက်ပီတာတစ်စီးနဲ့လေကြောင်းတက်ခတ်ခဲ့တာကြောင့်စစ်သုံးပန်းဝင်တဲ့နေထိုင်တဲ့အဆောင်နဲ့ဆင်းခွင့်တွေမှာကြာရပောက်ကွဲခဲ့ပြီးတော့အစုလိုက်ပြုံလိုက်တင်ဆက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတက်ခတ်မှုဖြစ်စဉ်အတွင်းမှာပြည်ကတဲ့ကြောက်တော်မြို့နယ်တိုက်ပွဲတဲ့အတွင်းဖန်စီရမိထားတဲ့စစ်သုံးပန်းနဲ့မိသားစုဝင်20ဦးသေဆုံးပြီးတော့30ဦးအစုလိုက်ပြုံလိုက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့အချင်းစခန်းတာဝန်ရှိသူတို့ကပြောပါတယ်ဘုံကိစကားတော့ကညစာခနိုင်တိုင်း24မိနစ်မှနှလုံးပြေးပြီးက26မိနစ်မှနှလုံးပြေးဟာပါတယ်ပြာစီမိုးဆောင်တိကတော့ကဒီအကျဉ်းသားတွေကိုစီကူတာမှုခံနေစီခဲပါရစီခဲမှာကြားခဲ့နှလုံးကြားတော့ပါတယ်မိခဲ့တဲ့အကျဉ်းသားစိုက်သုံးဘဲဒီကိုထားရဆောင်ရှိမှတလုံးပါသုံးဘဲမိသားစုဝင်ဒီထားရဆောင်ပေးမှတလုံးကြားပါတယ်စုစုပေါင်း၄လုံးကြားထားပါတယ်စီခဲမှာကြားရတော့ကအကျဉ်းသားဒီ၄ယောက်ဒီဆုံးလာပြီးကခါရောက်တန်ရရှိထားပါတယ်စိုက်သုံးဘဲဒီထားရဆောင်မှာကြားရတော့ကစေ3ယောက်ဒီဆုံးလာပါနာစေခါရောက်တန်ရရှိထားပါတယ်ဒီသုံးဘဲမိသားစုဝင်ဒီကိုထားရဆောင်မှာကြားခဲ့၄ယောက်ဒီဆုံးပြီးကရှာရောက်တန်ရပါတယ်လက်ရှိမှာဒဏ်ရာရှိသွားတဲ့သူတွေကိုအာကတက်တို့ကစေကုသမှုတွေပြုလုပ်ပေးနေပြီးတော့အဲ့ဒီအထက်မှာ9ဦးဟာဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့အချင်းစခန်းတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုမှာညအရှင်ဖြစ်တဲ့အတွက်အချင်းစခန်းမှာရှိတဲ့စစ်သုံးပန်းမိသားစုဝင်တွေမှာသေပြစ်ပဲကောက်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်လိုက်ရတယ်လို့ကြောက်တော်မြို့နယ်အမဒ3ခွန်တန်ရန်ကတန်ရန်မှုဟောင်းရဲ့ဇနီးဖြစ်သူဒေါ်သဇင်ရှိုးကအခုလိုပြောပါတယ်ချိန်ကလည်းညပိုင်းဖြစ်တော့တော်တော့တွေးပြက်စရာကြီးပေါ့နော်ကျမတို့အနားယူတဲ့ချိန်အိတ်ချိန်ပေါ့နိုင်ကတော့ကျမတို့မှမရှိတဲ့အတွက်အချိန်အတိအကျတော့မသိဘူးမယ်၈နာရီမထိုးခင်အချိန်အမှအကုန်လုံးကအဆောင်တွေကတကားတွေကပိတ်သွားပြီတော့ခတ်သွားတဲ့အချိန်ကိုတွေလည်းအထဲထဲရောက်နေတဲ့အချိန်မှာဒီဘုံကျဲမှုဖြစ်သွားတယ်ဖြစ်တဲ့အချိန်မှာပထမတစ်လုံးကြကြတဲ့ကကျမတို့အထဲထဲမှာရိုးရင်းဆန်ခံပြီးတော့ဒီအပြင်ကိုထွက်ရှင်တယ်ထွက်ရှင်လို့အပေါက်ကတော့ခတ်ထားတာဖြစ်တဲ့အပေါက်ဖွင့်ပေးမဲ့လူရှိလားအပေါက်ဖွင့်ပေးပါဆိုပြီးတော့ကြောကြောអော်ကြတယ်ခလေးတွေရောလူကြီးတွေရောအကုန်ကြောက်ကြတယ်အဲ့အချိန်မှာတကားလာမဖွင့်တဲ့အချိန်ကိုတော့တေလူလို့တော့မှတ်လိုက်တယ်ဒီအဆောင်ကိုချလိုက်ရင်ကိုတွေအကုန်လုံးအစုလိုက်အပြုံလိုက်တေပြီးလို့သတ်မှတ်ထားတဲ့အချိန်မှာပဲဒီအမျိုးသားဆောင်ဘက်ကတော့သူတို့အဆောက်အဦတွေပြိုတဲ့အတွက်ထွက်လာနိုင်ပြီးတော့ကျမတို့တော့ရိုက်ဖွင့်ပေးတယ်အဲ့ခါကျမှကျမတို့အပြင်ထွက်လာပြီးတော့ဒီစက်တွေမြောင်းနေပေါ့နော်စက်တွေမြောင်းနေတဲ့ကိုဆင်းပြီးတော့ကိုတွေလုံချုံစိတ်ချရမယ်လို့ထင်တဲ့နေရာတွေမှာအတီးတီးနေရာယူလိုက်တယ်။ဒါပြင်စစ်ကောင်းဆောင်တဲ့အနေနဲ့သူတို့မှမိသားစုဝင်တွေရှိသလိုတခြားစစ်ပွဲတွေအတွင်းဖန်ဆီးခံရတဲ့စစ်တပ်မိသားစုဝင်တွေကိုလည်းလူသက်ရှင်စာနာထောက်ထားတဲ့စိတ်ရှိကြဖို့ကိုလည်းသူမကတိုက်တွန်းခဲ့ပါတယ်။တိုက်ပွဲမှာဖန်ဆီးခံရတဲ့စစ်သုံးပန်းတွေနဲ့မိသားစုဝင်တွေမှလည်းဘဝတွေကြန့်ရှိနေတဲ့အတွက်အခုလိုရုံမှမှုတွေမလုပ်တတ်ဘူးလို့လေကြောင်းတက်ခတ်မှုမှာတရားရှိခဲ့တဲ့စစ်သုံးပန်းဦးဖြစ်တဲ့ခမရ93ကိုတက်ကတက်သားတေဇာလန်ကပြောပါတယ်မှန်မှာတော့ဒီလိုမျိုးတော့မလုပ်သင့်ဘူးပေါ့ကျွန်တော်အချို့ဘဝမရောက်83ကကလေးတွေလည်းရှိတယ်ပေါ့အမှန်ဆိုအမျိုးတော့အဖွဲ့တွေကိုတော့ဒီချင်းနဲ့ကြားနေမင်းကလေးတွေရောယောက်ျားတွေရောတော့မလုပ်သင့်ဘူးဒီထက်မှာတက်ကြီးရွယ်လေးရှိပါတယ်ကလေးငယ်လေးရှိပါတယ်သူတို့အတွက်လည်းနေပါငင်းရပေးဖို့ပြီးရင်ကျွန်တော်လည်းဒီအရကန်တက်တော်မှာနေတဲ့အချိန်မှာအရကန်တက်တော်လည်းကျွန်တော်အသက်အိုးအိမ်တွေရောစားတာတောက်တာတွေရောကျွန်တော်တို့လုံလောက်မရှိအောင်အကုန်လုံးပြုစုဆောက်ပေးပါတယ်ထောင်းနေကြတဲ့အချိန်မှာဒီလိုမျိုးဘုံကျေးရတော့ဘာလို့တော့မလို့ရှင်ဘူးပေါ့လက်ရှိချောင်းတူကျေးရွာအနီးမှာရှိတဲ့အကျဉ်းထောင်မှာကျောက်တော်မြို့နယ်မှာရှိတဲ့ခမရ93ကိုတရန်နဲ့အမတ3ခွန်တရန်တို့ကတိုက်ပွဲအတက်မှာဖန်စီရမိထားတဲ့သူတွေနဲ့လက်နက်ရှအလန်းဝင်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုထိန်းသိမ်းထားတာဖြစ်တယ်လို့သိရပါတယ်။အခုအကျဉ်းစခန်းမှာဖန်စီခံရတဲ့စစ်သုံးဘက်တွေနဲ့စစ်သုံးဘက်မိသားစုဝင်တွေဟာစစ်ကောင်စီအတွက်တနစ်တည်းများပေးဆက်ခဲ့ပေမဲ့ဖန်စီခံရရှိမှာအခုလိုလေကြောင်းတိုက်ခတ်မှုပြုလုပ်လာတာကိုစစ်နာမိတယ်လို့အမတ3ခွန်ကနေစစ်သုံးဘက်မိသားစုဝင်အဖြစ်ဖန်စီခံရတဲ့မမေတ္တဇဝင်းကအခုလိုပြောပါတယ်ခါတလေကျတော့စိတ်နာရှင်တယ်ပေါ့နော်အမတို့တန်းနိုင်တာသူတို့အတွက်လည်းပေးဆက်ခဲ့ပြီးပါပြီပေါ့နော်တန်းနိုင်တယ်ပေးဆက်ခဲ့ဒါပေမဲ့ညီမတို့တွေကိုတကယ်လို့သူတို့ကပြန်ပြီးတော့မကယ်ထုတ်ရှင်တာလားဘလို့ရည်ရွယ်ချက်နဲ့သူတို့ဒီလိုလေချောင်းတိုက်ခိုက်မှုဘလို့ရည်ရွယ်ချက်နဲ့လုပ်လဲတော့ညီမတို့မသိဘူးပေါ့နော်ဒီမှာဖြစ်နိုင်တော့ညီမတို့လည်းပြန်ရှင်နေမှန်ပါတယ်ဒီဘက်ကဘူကြီးတွေရှိမှလည်းအကုန်လုံးပြန်မှုအတွက်လည်းညီမတို့အတွက်အကုန်လုံးလုပ်ပေးထားပါတယ်ဒီပြန်ရတော့မယ်လို့လည်းသူတို့ကဖြစ်ထားပါတယ်
ဒါပေမဲ့သူတို့အဲ့လိုမျိုးဘာယူချက်နဲ့လုပ်လဲတော့ညီမမသိဘူးဒါပေမဲ့သူတို့အဲ့လိုမျိုးလုပ်ချင်တယ်ဆိုတော့ညီမတို့ရှိမှတော့လူမမဲကလေးတွေအများကြီးလည်းပါသေးရဲ့လေဒီကလေးတွေရဲ့ရှေ့ရည်လည်းရှိသေးတယ်ချင်တယ်တော့ညီမတို့လည်းညံဆုံးပြန်ရှင်ပါတယ်ဒီကနေလည်းညံဆုံးလည်းလွတ်မြောက်ရှင်နေပါပြီသူတို့ရဲ့နှစ်ဖက်ကြားမှာပေါ့ဂျားတဲ့ညီမတို့ကညီစာပင်ဖြစ်တာလေဖြစ်နိုင်တော့ဒီဟာတွေအကုန်လုံးရက်တန့်ပြီးစင်တယ်ပေါ့နော်အားလုံးခုနကပြောသလိုပဲဘာမှအပြစ်မရှိတဲ့ဒီပြည်သူလူထုလည်းထိခိုက်သလိုညီမတို့လိုဘာမှအပြစ်မရှိတဲ့လူတွေလည်းဟိုဖြစ်တယ်ပေါ့နော်ဖြစ်နိုင်တော့ဒီအားလုံးဒီစစ်ပွဲကြီးလည်းငြိမ်းစေခြင်းနဲ့ညီမတို့လည်းဒီကိုရက်ထာနေကိုလည်းကိုအများဆုံးပြန်ရှင်တယ်DMG ကကောက်ယူထားတဲ့စီးရဲနဲ့အရာပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအထိတနှစ်ကျော်အတွင်းပေါက်တော်မြို့နယ်မောင်တော်မြို့နယ်မြောက်ဦးမြို့နယ်နဲ့ကြောက်တယ်မြို့နယ်တို့ကစခန်းလေးခုကိုဘုံကျစ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်2024ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာပေါက်တော်မြို့နယ်ရှမ်းရွာကျေးရွာအနည်းကသုံးပန်းထိန်းသိမ်းရေးစခန်းကိုကျက်ဖက်တန်နဲ့တိုက်ခတ်ခဲ့တာကြောင့်အဲ့ဒီစခန်းမှာထိန်းသိမ်းထားတဲ့စစ်သုံးပန်းနဲ့အကျဉ်းသားတည်ဆုံးသူစစ်ကနဦးရှိခဲ့ပြီးတော့ဒဏ်ရာရှိသူ10ဦးထိရှိခဲ့ပါတယ်ဒါပြန်2024ခုနှစ်စက်တင်ဘာလ9ရက်နေ့ကမောင်တော်မြို့နယ်လေးမယ်ရောက်ကမှရှိတဲ့နခခနှစ်ကသုံးပန်းထိန်းသိမ်းရေးစခန်းကိုလေကြောင်းကနေဘုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သုံးပန်းနဲ့အကျဉ်းသားတည်ဆုံးသူဟာ60ဦးနဲ့ဒဏ်ရာရှိသူအများပြားလည်းရှိခဲ့ပါတယ်။အလားတူပါပဲ2025ခုနှစ်ဇန်နဝါရီလ18ရက်နေ့ကမြောက်မြို့နယ်ရန်ရှောင်းထေကစစ်သုံးပန်းမိသားစုဝင်တွေထားတဲ့စခန်းကိုစစ်ကောင်စီကလေကြောင်းဘုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေအပါအဝင်အမျိုးသမီး28ဦးတည်ဆုံးခဲ့ပြီးတော့ဒဏ်ရာရှိသူ28ဦးထိရှိခဲ့တယ်လို့သိရပါတယ်။အခုကြောက်တယ်မြို့နယ်ရှောင်းလူကျေးရွာလေကြောင်းဘုံကျစ်တိုက်ခိုက်မှုမှာလည်းစစ်သုံးပန်းနဲ့မိသားစုဝင်တည်ဆုံးသူ22ဦးနဲ့ဒဏ်ရာရှိသူ30ဦးထိရှိခဲ့တာလည်းဖြစ်ပါတယ်။ရခိုင်မှာနေမြေအများစုကိုလက်ထပ်ရတဲ့စစ်ကောင်စီဟာအာရကတက်တို့ထင်းချောင်းနေမြေတွေမှာရှိတဲ့ပြည်သူတွေကမကပဲအချင်းစခန်းအချင်းထောင်တွေကိုပါလေကြောင်းကနေဘုံကျစ်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်အစုလက်အပြုံလိုက်တည်ဆုံမှုတွေဟာလည်းဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။